ရိုးရှင်းတဲ့မိသားစုမနက်စာစပွဲဝိုင်းလေးဟာလူခေါ်ပဲတီးတန်ကြောင့်ရုတ်တရက်ပြပြသွားခဲ့ရပါတယ်ဖခင်ဖြစ်သူကတကားသွားဖွင့်ပေးတဲ့အခါသူ့သားနဲ့စကားပြောချင်နေဆိုတဲ့သစိမ်းတစ်ယောက်ကိုတွေ့လိုက်ရပါတယ်သတင်းထောက်တစ်ယောက်ပဲဖြစ်မှာပါဆိုပြီးဖခင်ဖြစ်သူကတကားပိတ်ဖို့စူးစမ်းခဲ့ပေမဲ့အဲ့ဒီသူစိမ်းကတနက်တလက်ထုတ်လိုက်တဲ့အချိန်မှာတော့အခြေအနေအားလုံးပြောင်းလဲသွားခဲ့ပါတယ်ယူဆဖ်ကဘာဖြစ်နေမှန်းချက်ချင်းရိပ်မိသွားပြီးတားဆီးဖို့ရှေ့ကိုတိုးလာခဲ့ပေမဲ့မိုက်ကယ်ကတော့စကားပြောဖို့လာခဲ့တာမဟုတ်ပါဘူးတနက်တန်တစ်ချက်အိမ်ထဲမှာဟိန်းထွက်သွားပြီးဒါဟာသတင်းထောက်တွေလာမေးမြန်းတာမဟုတ်ပဲကိုမျက်မှုတစ်ခုဆိုတာမိသားစုဝင်တွေချက်ချင်းသဘောပေါက်သွားကြပါတယ်လွန်ခဲ့တဲ့လအနေငယ်ကယူဆဖ်နဲ့သူ့ရဲ့အတန်းဖော်6ယောက်ဟာအသက်14နှစ်အရွယ်မိန်းကလေးတဦးကိုစော်ကားခဲ့ကြတာဖြစ်ပါတယ်။ခိုင်လုံတဲ့သက်သေအထောက်အထားတွေရှိနေပေမဲ့လည်းသူတို့ဟာတရားသေလွတ်မြောက်သွားခဲ့ပြီးဘာပြစ်ဒဏ်မှမခံခဲ့ရပါဘူး။သူတို့ရဲ့ဖခင်ကတော့သူ့သားဟာငယ်သေးလို့ဘာမှနားမလည်သေးတာပါဆိုပြီးဇွန်ညင်းနေခဲ့ပါတယ်။မိုက်ကယ်ကတော့အဲ့ဒီစင်ကြီးကိုလက်မခံပါဘူး။ယူဆဖ်ရဲ့အမဖြစ်သူဟာအဲ့ဒီစော်ကားမှုကိုမျက်မြင်တွေ့ခဲ့ရပေမဲ့နောက်ပိုင်းမှာအွန်လိုင်းပေါ်ကနေကျူးလွန်သူတွေဘက်ကကာကွယ်ပြောဆိုပြီးခံရတဲ့မိန်းကလေးရဲ့ဝတ်စားစင်ရင်ပုံကြောင့်အခုလိုဖြစ်ထိုက်တာပါလို့ပြောခဲ့တာကိုမိုက်ကယ်ကမိသားစုကိုပြန်သတိပေးခဲ့ပါတယ်။မိုက်ကယ်အတွက်တော့ဒါဟာမတိနားမလည်မှုတသက်မဟုတ်ပဲအဲ့ဒီကလေးတွေကိုဘယ်လိုမျိုးပြုစုပြောထောင်ခဲ့တယ်လဲဆိုတဲ့မိသားစုရဲ့ရောင်ပြန်ဟပ်မှုပဲဖြစ်ပါတယ်။ဒီမိသားစုဟာစစ်ဘေးကနေလွတ်မြောက်ပြီးပိုကောင်းတဲ့ဘဝတစ်ခုတည်ဆောက်ဖို့ဥရောပကိုလာခဲ့ကြတာဖြစ်ပေမဲ့အပြစ်မဲ့သူတွေအပေါ်အကြမ်းဖက်မှုကိုအမှန်လုပ်ပေးတဲ့အယူအဆတွေကိုလက်ခံထားကြတယ်လို့မိုက်ကယ်ကယူဆပါတယ်။သူ့အတွက်တော့ဒီလိုရေချုံမှခုမျိုးကိုဥပိ္ပခာပြုထားဖို့မဖြစ်နိုင်ပါဘူး။ပြီးနောက်သူကအဲ့ဒီစော်ကားမှုမှာပါဝင်ခဲ့တဲ့ကျန်တဲ့ကောင်လေး6ယောက်ကိုဒီအိမ်ကိုချက်ချင်းလာဖို့ဖုန်းဆက်ခိုင်းပြီးယူဆဖ်ကိုအကြက်ကင်ပါတယ်ယူဆဖ်ကသူ့တငယ်ချင်းတွေကိုမတစ္ဆာဖောက်ချင်တာမို့အစမှညှင်းဆန်ခဲ့ပေမဲ့နောက်ထပ်တနက်တစ်ချက်ထပ်မံပစ်ဖောက်လိုက်တဲ့အခါမှာတော့သူ့မှာရွေးချယ်စရာမရှိတော့ပါဘူးတုံရင်နေတဲ့လက်တွေနဲ့သူတို့တွေကတယောက်ချင်းစီကိုဖုန်းဆက်ပြီးချက်ချင်းလာခဲ့ဖို့ပြောလိုက်ရပါတယ်ကျန်တဲ့ကောင်လေးတွေလည်းတူညီတဲ့ကံကြမ္မာနဲ့ပဲရင်ဆိုင်ခဲ့ရပါတယ်မိုက်ကယ်ရဲ့စိတ်ထဲမှာတော့တရားရုံးတွေကတရားမျှတမှုမဖော်ဆောင်ပေးနိုင်တာမို့သူ့ဘာသာသူပဲအဆုံးဖြတ်ပေးဖို့ဆုံးဖြတ်ခဲ့တာပါအဲ့ဒီအချိန်ကစပြီးသူဟာကိုယ်တိုင်တရားစီရင်တဲ့ပြည်သူတရားစီရင်ရေးသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဥရောပတခွင်မှာရွှေပြောင်းခြေချသူတွေတိုးပွားလာတာနဲ့အမျှစော်ကားမှုဖြစ်စဉ်တွေလည်းတိတိတသာမြင့်တက်လာခဲ့ပါတယ်။အာဏာပိုင်တွေဘက်ကထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေမလုပ်နိုင်တဲ့အတွက်အပြစ်မဲ့မျိုးသမီးတွေဟာနေ့စဉ်နဲ့အမျှသားကောင်ဖြစ်နေကြရပါတယ်မကြခင်မှာပဲမိုက်ကယ်ဟာအဲဇာလို့ခေါ်တဲ့မျိုးသမီးတဦးကိုတွေ့ဖို့ဆေးရုံကိုရောက်လာပါတယ်။သူမဟာအရှေ့အလယ်ပိုင်းရွှေပြောင်းခြေချသူအဖွဲ့တစ်ခုရဲ့စော်ကားမှုနဲ့ငွေညှစ်မှုကိုခံခဲ့ရပြီးနောက်လေးဖြတ်ပြီးမလှုပ်ရှားနိုင်ဖြစ်နေခဲ့ရတာပါ။မိုက်ကယ်ကသူမတကယ်ဘာဖြစ်ချင်လဲလို့မေးပါတယ်။သူ့ကိုရဲအရာရှိတယောက်အမှတ်နဲ့အဲဇာကတရားဥပဒေအတိုင်းတရားမျှတမှုရရှိဖို့ပဲဆုတောင်းခဲ့ပါတယ်။မိုက်ကယ်ကတော့လက်တွေ့ဘဝကဒီထက်မကပုံမရှုပ်ထွေးတယ်ဆိုတာသိပါတယ်။တရားခံတွေကိုနောက်ဆုံးမှာပြစ်ဒဏ်ချမှတ်နိုင်ခဲ့ရင်တောင်ဒီအမှုကနည်းနည်းချီပြီးကြာမြင့်နိုင်တယ်လို့သူကရှင်းပြပါတယ်။အဲ့ဒီအချိန်တွင်းမှာအဲဆာနေနဲ့တရားရုံးမှာသူမရဲ့စိတ်တန်ရာတွေကိုထက်ခါတလဲလဲပြန်ပြောင်းတွေးတော့ပြီးထွက်ဆိုနေရမှာဖြစ်ပါတယ်။ခုခံချေပတဲ့ဘက်ကလည်းသူမပြောသမျှကိုအယုံကြည်မရှိအောင်လုပ်ဖို့စူးစမ်းကြအောင်မှာဖြစ်ပြီးဒါတွေအားလုံးပြီးရင်အောင်စီရင်ချက်ကသူမဘက်ကပါလိမ့်မယ်လို့အာမခံချက်မရှိသလိုအမှုမပြီးခင်မှာအဲ့ဒီတရားခံတွေကတခြားသူတယောက်ကိုထပ်ပြီးဒုက္ခမပေးဘူးလို့လည်းမပြောနိုင်ပါဘူး။မိုက်ကယ်ပြောတာတွေအားလုံးမှန်ကန်နေတယ်ဆိုတာကိုအဲဆာတယောက်တိတ်တဆိတ်သဘောပေါက်သွားပါတယ်။သူမရဲ့မျှော်လင့်ချက်မဲ့နေမှုကိုမြင်ရတာကမိုက်ကယ်ရဲ့ဆုံးဖြတ်ချက်ကိုပုံမခိုင်မာစေခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးအဲ့ဒီလူတွေအနေနဲ့တခြားသူတွေကိုထပ်ပြီးဒုက္ခပေးဖို့ဘယ်တော့မှအခွင့်အရေးရတော့မှာမဟုတ်ဘူးလို့သူဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနေ့နောက်ပိုင်းမှာပဲအဲဆာကိုတိုက်ခိုက်ခဲ့တဲ့လူမိုက်ကိုင်းဟာဇင်ခံကားတစ်စီးနဲ့ရောက်ရှိလာပြီးအနီးနားကဆိုင်တစ်ဆိုင်ကိုဝင်ရစ်ဖို့ပြင်ဆင်နေကြပါတယ်။လူ3ယောက်ဆိုင်ထဲကိုလမ်းလျှောက်ဝင်သွားပေမဲ့တယောက်တည်းသာပြန်ထွက်လာနိုင်ခဲ့ပါတယ်။အားလုံးပြီးဆုံးသွားချိန်မှာတော့ဆိုင်ကလေးဟာပျက်စီးသွားခဲ့ရပြီးအဲဆာရဲ့ကလေးစားချေမှုဟာလည်းအောင်မြင်စွာပြီးမြောက်သွားခဲ့ပါပြီ။ဒီလူတက်မှုတွေကရဲတပ်ဖွဲ့ရဲ့အာယုံဆိုင်မှုကိုချက်ချင်းရရှိစေခဲ့ပါတယ်။ဟင်နရီကတဲလွန်စားတစ်ခုခုရနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့အဲဆာစီတွားရောက်မေးမြန်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိုက်ကယ်ဟာသူမအတွက်ကလေးစားချေပေးခဲ့တဲ့တရားစီရင်ရေးသမားဆိုတာသူမသိသွားခဲ့ပါတယ်။ဒါကြောင့်မို့စုံစမ်းစစ်ဆေးမှုကိုကူညီမဲ့အစားသူမကရဲတွေကိုသူ့ရဲ့ရုပ်သွင်းပြင်လက္ခဏာကိုတမင်တကာမှားယွင်းပြီးပြောပြလိုက်ပါတယ်။ဒါပေမဲ့တိုက်ဆိုင်မှုတစ်ခုကမကြခင်မှာပဲအားလုံးကိုပြောင်းလဲပစ်လိုက်ပါတယ်။ညတညမှာဟင်နရီဟာဘားတစ်ခုမှာမိုက်ကယ်နဲ့တိုက်ဆိုင်ဆုံတွေ့ခဲ့ပါတယ်။သူတို့ရှိနေတော့မှဟင်နရီကအမျိုးသား2ယောက်ဟာခုမှစသည့်တဲ့အမျိုးသမီး2ယောက်နဲ့စကားပြောနေတာကိုသတိပြုမိသွားပါတယ်။အမျိုးသမီးတွေတန်းစင်ခံသွားဖို့ထွက်သွားတာနဲ့အဲ့ဒီအမျိုးသားတွေရဲ့တကယ်အကြံအစီကပေါ်တွင်လာပါတယ်။သူတို့ဟာအမျိုးသမီးတွေပြန်လာတဲ့အခါအခွင့်ကောင်းယူဖို့အတွက်ဖြော်ရည်ခွက်တွေတဲကိုဆေးတွေတိတ်တဆိတ်ခတ်လိုက်ကြပါတယ်။မိုက်ကယ်ဒီဖြစ်စဉ်တစ်ခုလုံးကိုစောင့်ကြည့်နေခဲ့တာပါသူကချက်ချင်းညံစင်ပြီးအဲ့ဒီအမျိုးသမီးတွေတခြားတနေရာမှာနှောက်ယှက်ခံနေရတယ်လို့ပြောကအမျိုးသား2ယောက်ရဲ့အာယုံကိုလွှဲလိုက်ပါတယ်သူတို့အလောတကြီးထွက်သွားတာနဲ့မိုက်ကယ်ကခွက်တွေကိုတိတ်တဆိတ်လဲလှယ်ပစ်လိုက်ပြီးဆေးခတ်ထားတဲ့ဖြော်ရည်တွေကိုအဲ့ဒီအမျိုးသားတွေအတွက်ပဲခြံထားခဲ့ပါတယ်အားလုံးပြန်ဆုံတဲ့အခါမှာတော့ခွက်တွေလဲထားမှန်းဘယ်သူမှသတိမထားမိကြပါဘူးသူတို့ဟာပုံမှန်အတိုင်းပဲခွက်ချင်းတိုက်ပြီးတောက်လိုက်ကြပါတယ်ခဏအတွင်းမှာပဲအမျိုးသားနဲ့နောက်စလုံးဆိုဖာပေါ်မှာသတိမေ့ပြီးလဲကျသွားခဲ့ပါတယ်။အံ့အားသင့်သွားတဲ့အမျိုးသမီးတွေကိုမိုက်ကယ်ကတင်းငိမ်စွာချင်းကပ်လာပြီးသူတို့အတွက်ထောင်ထားတဲ့ထောင်ချောက်အကြောင်းကိုဖွင့်ပြောပြလိုက်ပါတယ်။ဖြစ်လူနီးပါးအခြေအနေကြောင့်တုန်လှုပ်သွားတဲ့အမျိုးသမီးတွေဟာဘားထဲကနေအမြန်ထွက်ခွာသွားကြပြီးဟင်နရီကတော့အဝေးကနေအသေးစိတ်အချက်လက်အားလုံးကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပါတယ်။မိုက်ကယ်မသိလိုက်တာကတော့သူဟာကြီးမားတဲ့အမှားတစ်ခုကိုလုံးမိသွားတာပါပဲ။သူကင်တွယ်ခဲ့တဲ့ခွက်ပေါ်မှာသူ့ရဲ့လက်ဝေရာတွေကျန်ရစ်နေခဲ့ပါတယ်။ဟင်နရီကအဲ့ဒီခွက်ကိုတိတ်တဆိတ်သိမ်းဆည်းလိုက်ပြီးအဲ့ဒီလက်ဝေရာကနေတဆင့်နောက်ဆုံးမှာမိုက်ကယ်ရဲ့တကယ် ID ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။မိုက်ကယ်ဟာစစ်သားဟောင်းတဦးဖြစ်ပြီးကွယ်လွန်သွားပြီဖြစ်တဲ့တထေးကြီးတဦးရဲ့သားဖြစ်ကြောင်းသူသိရှိသွားပါတယ်။သူ့ရဲ့မိခင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရွှေပြောင်းအခြေချသူတွေရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရတာဖြစ်ပြီးငါးလုပ်ငန်းတွေကနေအမွေရထားတဲ့ပိုင်ဆိုင်မှုတွေကြောင့်မိုက်ကယ်ဟာအလုပ်လုပ်စရာမလိုပါဘူးသူ့ရဲ့လစဉ်အိမ်ငါးကဝင်ငွေတစ်ခုလေးတင်9တန်းထိရှိပါတယ်ဒါပေမဲ့ဟင်နရီမသိတာကတော့အဲ့ဒီဘားဟာလည်းမိုက်ကယ်ရဲ့ပိုင်ဆိုင်မှုတွေကတစ်ခုဖြစ်နေတာပါပဲဖြော်ရည်ခွက်တစ်ခွက်ပျောက်ဆုံးသွားတာကိုမိုက်ကယ်သိရှိဖို့တိတ်မကြလိုက်ပဲရဲတွေသူ့စီကိုပိုနီးကပ်လာပြီဆိုတာချက်ချင်းသဘောပေါက်သွားပါတယ်သူ့ရဲ့မြည်သူမြည်ဝါဖြစ်ကြောင်းမကြခင်ထွက်ပေါ်တော့မယ်ဆိုတာသိတဲ့အတွက်သူ့ရဲ့အစီအစဉ်တွေကိုအရှိန်မြင့်ဖို့သူဆုံးဖြတ်လိုက်ပါတယ်
နောက်တစ်နေ့မှာမိုက်ကယ်ဟာတခြားသားကောင်တဦးစီတွားရောက်ဖို့ထွက်ခွာလာပါတယ်သူ့ရဲ့စံအိမ်ကနေထွက်လာတဲ့အခါကားပေါ်ကပြဿနာကောင်3ယောက်နဲ့ထပ်တိုးပါတယ်ဒီတစ်ချိန်မှာတော့သူတို့ဟာပန်းချန်ထဲမှာသူတို့နဲ့ရွယ်တူကောင်လေးတစ်ယောက်ကိုအနိုင်ကျင့်နေပြီးဖုန်းကိုလူယူကပတ်စံညှစ်နေကြတာပါသူ့ရဲ့နောက်ထပ်မှတ်တိုင်ကတော့ကောင်လေး9ယောက်ရဲ့စော်ကားမှုကိုခံခဲ့ရတဲ့မိန်းကလေးစီဖြစ်ပါတယ်တရားရုံးရဲ့ဆုံးဖြတ်ချက်အပေါ်ကျေနပ်မှုရှိမရှိသူမေးမြန်းခဲ့ပြီးအဖြေကတော့ရှင်းနေပါတယ်တရားမျှတမှုကဘယ်တော့မှအမှန်တကယ်မရှိခဲ့တာကိုတွေ့ရတဲ့အတွက်မိုက်ကယ်ဟာသူ့နည်းသူဟန်နဲ့ပဲထပ်မံဖြေရှင်းဖို့ဆုံးဖြတ်ပြီးတာဝန်ရှိတဲ့မိသားစုတစ်ခုလုံးကိုရှင်းလင်းပစ်လိုက်ပါတယ်အဲ့ဒီလိုလုပ်ပြီးတာတော့မိုက်ကယ်ဟာတကယ်ပြဿနာကရာဇဝတ်ကောင်တွေထက်ပိုမိုနှက်ဆိုင်တယ်လို့ယုံကြည်နေပါတယ်သူ့အမြင်မှာတော့အာဏာပိုင်တွေဟာဒီလိုရာဇဝတ်မှုတွေကိုမတားဆီးပဲဆက်ဖြစ်ခွင့်ပေးထားတဲ့အတွက်သူတို့မှလည်းတူညီတဲ့တာဝန်ရှိတယ်လို့မြင်ပါတယ်ကြံရပါလို့သူယူဆထားသူတွေကိုအပြစ်ပေးဖို့ဆုံးဖြတ်ထားတဲ့မိုက်ကယ်ဟာရဲရာရှိတဦးအဖြစ်ရုပ်ဖြတ်ပြီးအရေးကြီးတဲ့တပ်တွေရှိတယ်လို့အကြောင်းပြကတရားသူကြီးထံချင်းကပ်ခဲ့ပါတယ်မိုက်ကယ်ကဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာတရားသူကြီးကိုအတိအကျနားလည်စေချင်တာပါဥပဒေဆိုတာအပြစ်မဲ့သူတွေကိုကာကွယ်ဖို့တည်ရှိတာလို့သူယုံကြည်ပါတယ်။ဒါပေမဲ့ဒီတရားသူကြီးကတော့ဥပဒေကိုအန္တရာယ်ရှိတဲ့ရာဇဝတ်ကောင်တွေရဲ့ဒိုင်းလွှားအဖြစ်ပြောင်းလဲပစ်ခဲ့တာပါ။သူကခိုး900မဲ့နေတဲ့အဲ့ဒီလူကိုလူသူဝေးတဲ့နေရာတစ်ခုစီမောင်းနှင်ခေါ်ဆောင်သွားပြီးသူ့ရဲ့ဆုံးဖြတ်ချက်တွေရဲ့နောက်ဆက်တွဲရလဒ်တွေကိုရင်ဆိုင်ခိုင်းပါတယ်။မိုက်ကယ်ကကောင်လေး9ယောက်ရဲ့စော်ကားမှုကိုခံခဲ့ရတဲ့အသက်14နှစ်အရွယ်မိန်းကလေးရဲ့အမှုကိုပြန်သတိပေးပါတယ်။သူတို့ကိုအပြစ်ပေးမဲ့အစားတရားသူကြီးကအဲ့ဒီကောင်လေးတွေဟာလူအဖွဲ့အစည်းနဲ့လိုက်ရောညီထွေဖြစ်အောင်ရုန်းကန်နေရတာပါဆိုပြီးတရားတွေလွှတ်ပေးခဲ့တာဖြစ်ပါတယ်။မိုက်ကယ်အတွက်တော့အဲ့ဒီစင်ကြေတွေဟာအတိတ်ပဲမရှိပဲကိုကြိုးရှာတာတသက်ပါပဲအကယ်၍အဲ့ဒီကောင်လေး9ယောက်ကရာဇဝတ်မှုကျူးလွန်ခဲ့တယ်ဆိုရင်သူတို့ကိုလွှတ်ပေးခဲ့တဲ့တရားသူကြီးမှလည်းအတူတူပဲတာဝန်ရှိပါတယ်။နောက်ဆုံးမှာတော့မိုက်ကယ်ဟာတရားသူကြီးရဲ့ခန္ဓာကိုယ်ပေါ်အရက်တွေလောင်းချသူ့ရဲ့လက်ကောက်ဝတ်ကိုလှီးဖြတ်ပြီးတရားသူကြီးကိုအဆုံးစီရင်သွားတဲ့ပုံစံမျိုးဖြစ်အောင်အကွက်ချဖန်တီးခဲ့ပါတယ်။ရက်နှဲငယ်ကြပြီးနောက်ဟင်နရီရဲ့စုံစမ်းစစ်ဆေးမှုကနောက်ဆုံးမှာအရာထင်လာပြီးမိုက်ကယ်ရှိနေတဲ့နေရာကိုအကွက်ကျကျကျင်းမြောင်းနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိုက်ကယ်ဟာလည်းရှောင်လွှဲလို့မရတဲ့ရင်ဆိုင်မှုကိုတည်တည်ငြိမ်ငြိမ်ပြင်ဆင်နေပြီးကြည်ပြည့်ထည့်ထားတဲ့ရိုင်ဖယ်တနက်2လက်နဲ့အတူတန်ကူတကားကြီးရဲ့နောက်ွယ်မှာပိတ်ဆို့ပြီးဝင်ရောက်စီးနင်းမှုကိုအစင်သင့်စောင့်ဆိုင်းနေခဲ့ပါတယ်။မကြာခင်မှာပဲဟင်နရီဟာလက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့အထူးတပ်ဖွဲ့နဲ့အတူမိုက်ကယ်ရဲ့စံအိမ်ကိုရောက်ရှိလာပါတယ်။စူပူနေနေရေးဒိုင်းတွေကိုအရှိကထားပြီးချေမုံရေးရိုင်ဖယ်တွေကင်ဆောင်ထားတဲ့အရာရှိတွေကကက်လျက်လိုက်ပါလာကြပေမဲ့သူတို့လုံးမဲ့အရာအလုံးကိုမိုက်ကယ်ကကြိုတင်တွက်ဆထားပြီးသားပါအထဲမှာတော့မိုက်ကယ်ဟာသူ့ဖုန်းကိုအသာအရာချထားလိုက်ပြီးပောက်ကွဲမှုတန်ခံမျက်မှန်ကိုတက်ဆင်ကစူညံတန်ပိတ်နှစ်ချက်ကိုတက်လိုက်ပါတယ်ပြီးနောက်သူကတိုက်ခိုက်ရေးအဖွဲ့တကားကိုဖောက်ဝင်လာမဲ့အချိန်ကိုတိတ်တဆိတ်စောင့်ဆိုင်းနေခဲ့ပါတယ်စီးနှင်းမှုကိုဘုံနှလုံးနဲ့စတင်လိုက်ပါတယ်။စက္ကန့်ပိုင်းအကြာမှာပဲအရာရှိတွေကလက်နက်တွေအစင်သင့်တဲ့အခန်းထဲကိုစီးနှင်းဝင်ရောက်လာကြပေမဲ့မိုက်ကယ်ကတော့အကာအကွယ်နောက်မှာလုံခြုံစွာပုံအောင်နေပြီးကြီးကာတကားကြီးကလည်းပြစ်ခတ်သမျှကြီးစံမိုးတွေကိုအကုန်ဆုပ်ယူထားပေးပါတယ်။ခဏအတွင်းမှာပဲဒီစစ်စင်ရေးဟာအထူးတပ်ဖွဲ့အတွက်လုံးဝကပ်ဘေးတစ်ခုဖြစ်သွားခဲ့ရပါတယ်။ဟင်နရီတတိပြန်ဝင်လာချိန်မှာတော့အခန်းထဲမှာလဲကျနေတဲ့အရာရှိတွေနဲ့ပြည့်နှက်နေပြီးမိုက်ကယ်ကတော့ပျောက်ကွယ်သွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲသူတို့ဟာနောက်ထပ်တုံ့လို့စရာအမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်။မိုက်ကယ်ဟာအဲ့ဒီစံအိမ်ရဲ့တကယ်ပိုင်ရှင်မဟုတ်ခဲ့ပါဘူး။လက်လျှော့ဖို့ညင်းဆန်ရင်ဟင်နရီကသူ့အဖွဲ့ကိုနောက်ဆုံးတန်ကူတကားတစ်ခုကိုဖျက်တောက်ဖို့အမိန့်ပေးပါတယ်။ဒါပေမဲ့သူတို့အထဲကိုရောက်သွားတဲ့အခါအခန်းကလုံးဝပလာဖြစ်နေခဲ့ပါတယ်။နောက်စက္ကန့်မှာပဲနောက်ထပ်ထောင်ချောက်တစ်ခုပောက်ကွဲသွားပြီးကြီးမားတဲ့ပောက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပါတယ်။ဒီပောက်ကွဲမှုကြောင့်ဟင်နရီကိုယ်တိုင်လည်းပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ပါတယ်။ရက်နှဲငယ်အကြာမှာဟင်နရီဟာဆေးရုံခတင်ပေါ်မှာနာလန်ထူဖို့စ조사နေတုန်းပါလက်အောက်ငယ်သားတစ်ယောက်ကဒါဟာအစိုးရရှိနေုံကလာတဲ့ဖုန်းဖြစ်ကြောင်းပြောပြီးကမ်းပေးခဲ့ပေမဲ့တစ်ဖက်ကထွက်လာတဲ့အတန်ကတော့မိုက်ကယ်ရဲ့အတန်ဖြစ်နေပါတယ်မိုက်ကယ်ကအစိုးရထံနောက်ဆုံးတဝင်လွှာတစ်ခုပါခိုင်းဖို့ဟင်နရီကိုတောင်းဆိုပါတယ်ပြည်သူတွေဟာသူတို့ကိုဒီလောက်အထိလုံးဝဥပိ္ပခါပြုထားတဲ့အစိုးရမျိုးကိုဘယ်တော့မှလက်ခံမှာမဟုတ်ဘူးလို့သူကယုံကြည်နေပါတယ်ဟင်နရီကတော့ဒီလိုစိတ်ပြက်စရာတွေကိုတခြားသူတွေထက်ပိုနားလည်ပါတယ်ဒီရာဇဝတ်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုသူကိုယ်တိုင်မြင်တွေ့ခဲ့ရလို့ပါဒါပေမဲ့ဥပဒေစိုးမိုးရေးအရာရှိတဦးအနေနဲ့သူဟာဥပဒေကိုပဲလိုက်နာရမှာဖြစ်ပါတယ်ပြီးတော့မိုက်ကယ်ရဲ့လှုပ်ရှားမှုတွေကစံအိမ်စီးနှင်းမှုအတွင်းတည်ဆုံခဲ့ရတဲ့ရဲအရာရှိတွေအပါအဝင်အပြစ်မဲ့သူတွေရဲ့အသက်ကိုပါနှုတ်ယူသွားခဲ့တယ်ဆိုတာသူသိနေပါတယ်မိုက်ကယ်ကတော့ဘာရှင်းလင်းချက်မှထပ်မပေးပါဘူးသူကဟင်နရီကိုတဝင်လွှာပါပေးဖို့ပဲထပ်မံပြောဆိုပြီးဖုန်းချသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအစော်ကားခံခဲ့ရတဲ့မိန်းကလေးငယ်ဟာမွတ်စလင်မိသားစုရဲ့ကံကြမ္မာကိုလူထုထံနောက်ဆုံးထုတ်ဖော်ပြသလိုက်တဲ့သတင်းကိုကြည့်ရှုနေခဲ့ပါတယ်။ကစားချက်တွေပြင်းထန်လာပြီးသူမဟာမျက်ရည်တွေကိုမထိန်နိုင်တော့ပါဘူး။မိုက်ကယ်အတွက်တော့ဒါဟာသူဖော်ဆောင်ပေးခြင်းခဲ့တဲ့တရားမျှတမှုပါပဲ။မကြခင်မှာပဲမိုက်ကယ်ဟာသူတို့နဲ့ထိုက်တန်တဲ့အရာတွေကိုပြန်လည်ရယူဖို့နဲ့မမမတ်မတ်ရက်တည်ကြဖို့ပြည်သူတွေကိုတိုက်တွန်းထားတဲ့ဗီဒီယိုတစ်ခုကိုအွန်လိုင်းပေါ်တင်လိုက်ပါတယ်။